ကုန်းပေါ်မှာကြာလာရင်တက်ရှူကြက်လာတယ်တင်မောသားအတော်များများရဲ့ပြောနေကြစကားကျွန်တော်လည်းတင်မောသားတယောက်ဆိုတော့ထုံနည်း၎င်းပေါ့ကုန်းပေါ်ရောက်တာတစ်နှစ်ခွဲလောက်ရှိပြီဆိုတော့အသက်ရှူနည်းနည်းကြက်ချင်တယ်ကုန်းပေါ်မှာမှုရတာကလည်းတော်တော်များနေပြီဆိုတော့ကပင်လယ်ဟာအပြောကျယ်တယ်လိုင်းတဘိုးတွေကြမ်းတမ်းတယ်တခါတလေအလွန်ပြင်းစရာကောင်းတယ်ဆိုတော့ညချိန်တန်ရင်ပင်လယ်ခေါ်တန်ကိုတန်းတာမြဲပေါ့ပင်လယ်ထဲမှာကြာလာရင်ကုန်းပေါ်ကိုလွမ်းတယ်ကုန်းပေါ်မှာကြာလာတော့လဲပင်လယ်ထဲကဘဝကိုတန်းတာရပြန်တာပဲဒါဟာတင်မောသားတယောက်ရဲ့ဘဝပါပခုံးပေါ်ကဘားတွေမစုံသေးလို့လားတင်စရာပညာတွေမကုန်သေးလို့လားဒါမှမဟုတ်အိတ်ကက်တွေပါနေလို့လားဘယ်လိုသောအကြောင်းပြချက်တွေနဲ့ကျွန်တော်တို့တင်မောသားတွေဟာပင်လယ်ခီးကိုရွက်လွှင့်ရသည်လေပါတချို့ကပြောကြသွားအောင်မလို့လားတချို့ကလည်းတော်ပြီပေါ့တဲ့တချို့ကကျွန်တော်တို့ကမတူညီတဲ့ပန်းတိုင်တွေအမျိုးမျိုးနဲ့ပင်လယ်ထဲမှာရွက်လွှင့်နေရပေမဲ့လို့တူညီတာတစ်ခုကတော့ပန်းတိုင်ဟာကုန်းမီပေါ်မှာပါပဲဘားတွေစုံပြီးဖြစ်စီအိတ်ကက်တွေမပြေသေးလို့ထင်နေသည်ဖြစ်စီတစ်ချိန်မှာတော့ဖားတစ်ပိုင်းငါးတစ်ပိုင်းဘဝကိုစွန့်ကြရမှာပါပဲမဟုတ်ဘူးလားဘသူကများပင်လယ်ထဲမှာညီကုန်းချုပ်ချင်ပါမလို့ကဲပင်လယ်လီရဲ့ရနံ့တွေကိုရနေပြီပဲပြင်တင်တာတွေကိုပြင်ရမှာပေါ့လုတ်တင်တာတွေကိုလည်းလုပ်ရမှာပေါ့ထားခဲ့ရရှိတာတွေထားခဲ့ရမှာပေါ့စင်ခုံမှုအစ်စ်တွေကိုလည်းတောင့်တရင်းပေါ်သည်